မင်္ဂလာပါအခုတုံးတက်ချင်တာတော့ UFC ရဲ့324လာမယ့်တနင်္ဂနွေနေ့မှာကျင်းပမယ့်ဂွန်ပွဲဖြစ်တဲ့ Justin Gaethje နဲ့ Paddy တို့ရဲ့ပွဲအကြောင်းဖြစ်ပါတယ်ဒီပွဲကတော့ lightweight တိုင်းရဲ့ကြားဖြတ်ချန်ပီယံအနေနဲ့ကစားကြမှာဖြစ်ပါတယ်တိတ်အများကြီးရုပ်ပိုင်းဆိုင်ရာကွာခြားမှုတိတ်မရှိဘူးအရာအမောင်းအတူတူပဲပြောလို့ရပါတယ် rich ပိုင်းမှာနည်းနည်းလေးPaddy ကနှစ်လက်မှ3လက်မှလောက်တာတယ်လို့အချက်လက်တွေအရတွေ့ထားတယ်ဒါပေမဲ့ပြောစရာတခုကတော့အသက်ပိုင်းကိုကြည့်တဲ့အခါမှာ KG ကြတော့38နှစ်ပြောရမှာဆိုတော့ကြာနေတယ်လို့ပြောလို့ရပြီပေါ့နော်အဲ့ဒီအချိန်တွေရှိတယ် Paddy ကြတော့32နှစ်အကောင်းဆုံးအချိန်လို့ပြောလို့ရတယ်စကားတစ်ခွန်းနဲ့ပဲဒီပွဲကိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့ KG လက်ရည်ဘယ်လောက်ကြံသေးတယ်လဲဆိုတာစားရမယ်ပွဲနဲ့ lightweight မှာထိပ်တက်အဆင့်ရှိနေပြီလားဆိုတာ complex ကိုတုံးတက်ရမယ်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်လက်တီးပိုင်းမှာ KG တာတယ်ground ပိုင်းမှာကျတော့Paddy ကတာတယ်လို့ကျွန်တော်တို့တုံးတက်ထားတယ်ကလောင်ရှင်တော်များကတော့ Paddy စားသွားမယ်လို့ပြောကြပေမဲ့ကျွန်တော်ကတော့ KG ပဲနိုင်ရမယ်လို့တုံးတက်လိုပါတယ် AI အနေနဲ့ကတော့ဘယ်လိုမျိုးခံမှန်းထားလဲဆိုတဲ့ဗီဒီယိုလေးကျွန်တော်တို့ကြည့်ရအောင်ဒီမှာ AI ပြောတယ်လို့ပဲ KG ရဲ့ခြေခံချက်တွေကတော်တော်လေးပြင်းထန်နိုင်တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ Paddy ကအခြေအနေမကောင်းရင်ဆွဲလဲတာမျိုးတွေ ground ကိုပေါ်တာမျိုးတွေလုပ်နိုင်တယ်ဒါပေမဲ့ KG အနေနဲ့ဘလောက်ထိကာကွယ်နိုင်လဲဆိုတော့ but Gaethje's discipline is winning these exchanges ပြန်ထန်ထိုးချက်တွေကတော့ရှိမှာပဲပြန်ထန်ထိုးချက်တွေကတော့တော်တော်လေးပြင်းထန်နေမယ် Gaethje hasn't let up on that leg all night. Paddy's mobility is compromised. Right material, right material. လူတိုင်းကြတယ်နော် KG တစ်ချက်ရှိရင်တကယ် Paddy's still coming, but Gaethje's defensive power are keeping him at bay. ရှိရင်တော့ကြတယ်ဒီပွဲက AI လောက်ထားတယ်လို့ပေါ့ Paddy လည်းရုံးကန်ရနိုင်တယ် Paddy's heart is unbelievable. He's still in this fight. ဒီလိုပဲထိုးရင်းတက်ရင်းနဲ့တယောက်ကိုတယောက်အနိုင်မရနိုင်ဘူးဆိုရင်တော့အမှအဆုံးဖြတ်နေဆိုရင် AI ကတော့ KG နိုင်ရတယ်လို့ပြောထားတယ်ဒီနေ့မှာပြောရမှာတော့ AI ရဲ့ 5 rounds, we go to the judges' scorecards. 49! Gaethje's discipline, leg kicks, and fight IQ were too much tonight. Split showed incredible heart. What a warrior. But tonight belongs to the highlight. Finish! That's it, champ! You did it! အားလုံးပဲဘယ်သူအနိုင်ရမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်လို့ mix with တငချင်းတွေရဲ့အမြင်ကိုလည်းပဲ comment မှာရေးသွားပေးကြပါဦးလို့ thank you ပါ